everyone. Welcome back to Zoe Vlog. ဒီမှာတော့ makeup ပြင်သွားမှာဖြစ်ပါရဲ့ရှင်။ဒါကတော့တငယ်ချင်းအစ်စ်ဖြစ်ပါတယ်ရှင်။သူ့နာမည်ကတော့ Alina ပါ အနီလာ ။အသက်က 17နှစ် 17နှစ်ဖြစ်ပါရဲ့။ဆိုတော့အလား makeup တော့ပြင်makeup ပြင်လိုက်ကြဆို let's go let's go ဒီဆုံးသုံးမယ်ပေါ့နော်။ foundation လေးထည့်ထားရပေါ့နော်။ Mary ကအရင်ဆုံးနေမယ်။စုံနေပဲတော့ပါလားကျွန်မတဲ့ကလေးပေါ့နော်ဒီမှာ foundation ထည့်ပြီးပေါ့နော်လမ်းလုံးမယ်ပေါ့နော်ခုဆို foundation ရင်စလိုက်ပါမယ်တော်တော်ကောင်းတယ်မပြင်တတ်လို့ဒီတယောက်ကပြင်ပေးနေရပါတယ်အလုံး blend ပြီးသွားပြီပေါ့နော်ဆိုပါလို့ ပုံနာလေးလိမ့်မယ်ပေါ့နော်အဲ့ဒီဆုံးလိမ့်မယ်ပေါ့နော်တခါလေးလိမ့်မယ်ပေါ့နော် တယောက်တည်းလေးစိတ်မရှိမှဆိုလို့ပါကြည့်ရတာ ဒီပေါင်နာလေးကတော့တော်တော်ကောင်းပါတယ်ကိုယ် skin ကိုအုပ်စီ တောက်ပေးလိုက်မယ်ပေါ့နော်ဆာမီကဆာမိုင်းကျင်ပေးနေပါတယ် လုပ်မယ်ပေါ့နော် step တွေကြော်ဝိုင်းရောတီးခံပေးပါရှင့် eyeshadow လေး အစုံလေးပါ ဟို eyeshadow လေးသုံးမယ်ပေါ့နော်ဒီရောင်လေးသုံးဒီရောင်ဟုတ်အပြီးကကျမဟာညီရဲနေရောအခုအလီနာကိုလုပ်ပေးမယ်ပေါ့နော်နေရီကစိတ်မရှိတော့သူကသူဗီဒီယိုမြဲပြနေပြေးလိုက်ပြီအခုတော့အလီနာကိုအခုခုနကတုံးတဲ့အရာကိုပဲတုံးမိပဲပေါ့နော် ဆို eyeliner လေးဆွဲလိုက်မယ်နော်ဒီလိုလေး သူကအလီနာကိုeyeliner လေးဆွဲပေးမယ်ပေါ့နော်ကျမမလုပ်သေးပဲနဲ့ဒီလိုမိနေရမှာလားရှင့် အဲ့မှာပေါ်နေပြီပေါ့နော်ဒါလေးနဲ့ပေါ်ပါတယ်ဟိုဘက်နေရောကတော့ပြင်းနေချင်းကျမဒီမှာတော့ပြီးရောမယ် so wait so glitter လေးလိုက်ထည့်မယ်ပေါ့နော်နိုင်နေကိုကလုပ်ရင်မလှဘူးလို့ ဒီမှာပေါ့နော်အဲ့ဒါပေါ်လိုက်ပြီဒါလည်းပြီးသွားပြီအောက်ကဒီကလည်းပြီးသွားပြီနှခမ်းညူပါညူပဲကျန်တော့ဒူးညောက်ကမပြီးသေးဘူး okay နှာရမဖော်ဘူးပေါ့နော်နှာခေါင်းလေးမှာပဲအနီလေးထည့်မယ်ပေါ့နော်နှာခေါင်းလေးမှာအနီလေးထည့်တယ် ဒီနောက်ဆိုရပြင်ပေးနေပါတယ်အဲ့တော့ထိုင်ကြည့်နေရပေါ့နော်ခင်နာမဲအိုင်ပါအိုင်ရဲ့အကောင်လုံးစိတ်ချရပါတယ်အားကြွားပါ ပါနီလေးလုံးမယ်ပေါ့နော်တေးရမလှပါဘူးရှင် ဒါအပျော်တဘောနဲ့ပဲကြည့်ပေးကြပါပေါ့နော်မှားရအများကြီးပဲတိတ်ပြီးတော့လည်း make up မလိမ့်တတ်ဘူးဆိုတော့အပျော်တဘောနဲ့ပဲကြည့်ပေးကြပါရှင် ဒီအောက်လေးမှာတော့နော်ခွာရပါပေါ့နော်မယ်ရီကအလီနာကိုလုပ်ပေးနေရပေါ့နော်ချွေးတွေထွက်နေပြီလိုက်နာနဲ့မှဲ့လေးထည့်မယ်ပေါ့နော်ဒီထည့်ထားရပါနော်အလီနာကိုလည်းထည့်ပေးလိုက်အောင်မယ် အဲ့အတူလောက်ပါတယ်ကျမတော့မှဲ့ရှိပြီတော့ရပဲကြည့်ရမယ်ပေါ့ဒီအလီနာဘာလုပ်မှာလဲ အလီနာလောက် okay ဟွာ ဆိုရီကျမလည်းဒီဟာလေး အိုင်ကကြတော့ so this one အပေါ်ဆိုတာ okay ဆောဟာလှုပ်လိုက်တယ်ပြန်လှုပ်လိုက်တယ်ပေါ့ဒါရက်ခတ်လို့ဆိုတာအောက်ဆောဟာလှုပ်လိုက်ပါနော်လမ်းလိုက်ရတယ်အဲ့တော့မထင်ပါဘူးဆိုထပ်ထည့်လိုက်ပါမယ်ရောင်လေးထည့်ရတယ်ပြီးသွားပါပြီရှင့်အဲ့လည်းပြီးသွားပါပြီ ဒီပေါ့နော် final ဖိုင်လေးလောက်ကိုကြည့်ရ reset final မလှ ကျမမျက်နှာကြီးကိုပါနေရမ်းများသွားပါတယ်ဆိုတော့ဓပုတ်နေရိုက်မယ်ပေါ့ဓပုတ်နေလည်းပြပါမယ်ဆိုတော့ရိုက်လိုက်ပါဦးမယ်ရှင် အားလုံးပဲကျေးဇူးတင်ပါတယ်ကျမတို့ step တင်မှာခဲ့ရင်ကျေးဇူးပြုလက်ခံပေးပါနော် bye bye